Hello မင်္ဂလာခင်ဗျာကျွန်တော်ဒီနေ့ပြပြသွားမှာတော့ဒီ page quality အနီးအဖြစ်တဲ့အစားအစိမ်းရဖြစ်အောင်ဘယ်လို request တွေပြုတင်ပြီးသွားရမလဲဆိုပြီးဒီဗီဒီယိုမှာကျွန်တော်အားလုံးပြရှင်းပြပေးမယ်ဒီဗီဒီယိုကျတော့ part 2ဗီဒီယိုဖြစ်ပါတယ် part 1ဗီဒီယိုမှာဒီ page owner မသိနားမလဲပဲသူ page မှာဘယ်လို post ဘယ်လို content မျိုးတင်ခဲ့မိတဲ့အတွက်ကြောင့်မို့ straight TV အနီးအဖြစ်ရတဲ့ page no recommendation ဖြစ်တဲ့အစား page push engagement ကြတဲ့အစားချက်ချင်းပြန်မ reactivate ဖြစ်အောင်ပြန်မ active ဖြစ်အောင် post content တင်တဲ့အခါမှာ rush engagement ကောင်းအောင်ဘယ်လိုလုပ်ဆောင်သွားရမလဲpage နဲ့ပတ်သက်ပြီးရှောင်းရဆောင်နဲ့ပတ်သက်ပြီးဗီဒီယို10 minutes 10 minutes စာလုပ်ပြီးမှကျွန်တော်ပထမဗီဒီယိုမှာတင်ပေးထားတဲ့ဒီဒုတိယဗီဒီယိုမှာတော့ကျွန်တော်ဒီ straight တစ်ချိန်ထိတဲ့ဥစ္စာကို page quality အနည်းဖြစ်တဲ့ဥစ္စာကို Facebook team ကိုဘယ်လို request တွေပြုတင်ပြီးမှဆင်းအောင်လုပ်သွားမလဲဆိုပြီးအားလုံးကျွန်တော်ပြပေးမယ်ဒီနေရာမှာကျွန်တော်အနေချင်းလေးပြပေးမယ်ဒီ page နာမသိနားမလဲပဲဘယ်လို content မျိုးတင်ခဲ့မိတဲ့အတွက်ကျွန်တော် straight TV အနည်းဖြစ်သွားခဲ့လဲဆိုရင်ဒီ page နာမသိနားမလဲပဲအခြား website ကတပ်ပုံတပုံသူကသဘောကျတဲ့အတွက်ကျွန်တော်အဲ့တပ်ပုံ download ဆွဲပြီးမှတေချာ edit မလုပ်ပဲ crop တစ်ခုတည်းလုပ်ပြီးမှသူ page မှာတင်ပြီးသွားတဲ့ခါမှာစာသားကတော့ looking မိမယ်တပ်ပုံမှာ straight ထိသွားခဲ့တဲ့အတွက်ကျွန်တော် page quality အနည်းဖြစ်ပြီး rush engagement ကျတော့ခဲ့တယ်အကယ်လို့ကျွန်တော်တို့ကကိုယ်ပိုင်တပ်ပုံမဟုတ်ပဲအခြား social media တပ်ပုံတွေ download ဆွဲပြီးတင်ချင်တဲ့ဆိုရင် Canva software မှာယူသွားပြီးမှပြန်ပြီးတေချာလေး editing လုပ်ပြီးသွားရပါမယ်ဘယ်လို editing လုပ်ဆောင်သွားရတဲ့တပ်ပုံတွေကို video တွေ copyright လုပ်ရင် reuse content လုပ်ရင်ဘယ်လို edit သွားရတယ်ဆိုပြီးမှအရှိဗီဒီယိုမှာကျွန်တော်ပြပေးထားတဲ့ EOS တစ်ချက်တွက်ကြည့်နိုင်ပါတယ်ခင်ဗျာနော် Okay ဒီဥစ္စာမှာတော့ထိရတော့ထိသွားခဲ့ပြီးဖြစ်တယ်လည်းဖြစ်သွားခဲ့ပြီး request debut တင်ဖို့ဒီနေ့နဲ့ပတ်သက်ပြီးကျွန်တော်ပြပေးမယ်ပြီးလို့ရှိရင်အောက်မှာ page no recommendation suspend အကြောင်းနဲ့ပတ်သက်ပြီးအနေချင်းလေးကျွန်တော်ပြပေးမယ်ဒီဥစ္စာအရင်အရေးကြီးပါတယ်ခင်ဗျာနော်ကျွန်တော် page ကအခုလိုမျိုး your page recommendation as suspended ဖြစ်သွားခဲ့ပြီးဆိုရင်ဒီ page မှာ post အသေး content တွေ blog တွေတင်ဒီ page မှာရှိတဲ့ follower အနေပါစီပဲရောက်တဲ့အတွက်ကြောင့်မို့ reach engagement ကျသွားခဲ့တယ်ပြီးလို့ရှိရင်လူအသစ်စီကိုလုံးဝမပို့ပြီးတော့တဲ့အတွက်ကြောင့်မို့ page မှာဘလောက်ပဲ post content တွေreach engagement ကျသွားတဲ့အယောင်းဝယ်ပါညာကျသွားခဲ့တဲ့အတွက်ကြောင့်မို့ copy content copy post နဲ့ပတ်သက်ပြီးလုံးဝတင်လို့မရဘူးတင်မဲ့ဆိုရင်တခြားလေး edit လုပ်ပြီးတင်သွားရမယ်အခုလိုမျိုးဖြစ်သွားခဲ့ပြီးဆိုရင်ချက်ချင်း request review တင်မှတန်လေးပြန်မှ reach engagement ကောင်းလာမယ်အတွက်ကျွန်တော်အများကြီးပြပြီးပြီဆိုရင်တော့ဒီ page ကို request review တင်ဖို့ဒီနေ့ပတ်သက်ပြီးကျွန်တော်ပြရှင်းပြပေးမယ်အတွက်ကျွန်တော်ဒီဘက်က asset 30နေမယ်ပြီးနည်းနည်းအောက်ဆင်းမယ်နည်းနည်းအောက်ဆင်းပြီဆိုကျွန်တော်ဒီမှာ report and problem ရှိရတာတစ်ချက်နေမှာနည်းနည်းလေးအောက်ဆင်းပြီးမှကျွန်တော်ဒီ continue report and problem ကိုကျွန်တော်တစ်ချက်ထောက်ပြီးသွားလိုက်ပါမယ်ခင်ဗျာနော်ဒီပေါ်တဲ့ထောက်တော့ခဲ့ပြီး include တို့တစ်ချက်နေပြီးတော့မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီနေရာမှာ page ကဖြစ်တယ်လား account ကဖြစ်တယ်လား page ကဖြစ်တဲ့အတွက်ကျွန်တော် page request review တင်ပြီးတော့မယ်အတွက်ကျွန်တော်နည်းနည်းလေးအောက်ဆင်းပြီးမှ page ကိုယူပြီးတော့မယ်အကယ်လို့ page search လို့မပို့ရင် profile ကိုရေးသွားလေးရပါတယ်ခင်ဗျာနော်ပြီးလို့ရှိရင်ကျွန်တော်ဒီနေရာမှာစာသားကိုကျွန်တော်ရေးပြီးထည့်သွားမယ်ဒီ page မှာဖြစ်ပျက်တဲ့ error နဲ့ပတ်သက်ပြီးအဲ့အတွက်ကျွန်တော်ဒီမှာအစင်သင့်လုပ်ပြီးထားတာစာသားရှိရတဲ့အတွက်ကျွန်တော်ဒီစာသားထည့်မယ်ပြီးလို့ရှိရင်ဒီအောက်ဆုံးနားလေးမှာ page ရဲ့ URL link copy ကူပြီးထည့်ရပါမယ်ခင်ဗျာနော်အဲ့အတွက်ကျွန်တော်ဒီဥစ္စာ copy ကူဖို့ select လုပ်မယ်ဖုန်းနဲ့ဆိုရင်လည်းနည်းနည်းရှုပ်တယ်ကျွန်တော်ခါတိုင်းဆိုရင်တော့ PC နဲ့ပဲပြတဲ့အတွက်ကြောင့်မို့ဒီအများအပြားတော့ဖုန်းနဲ့တောင်းဆိုတဲ့လူတွေများတဲ့အတွက်ကြောင့်မို့ပါနော်copy ပြီးလို့ရှိရင်ပြန်မှအခုနဲ့တစ်ချက်ပြန်သွားပြီးမှဒီအပေါ်ဆုံးမှာ page လုပ်ပြီးမှထည့်လိုက်ပါမယ်ဒီစာသားကလည်းကျွန်တော်တို့ဒီ page မှာဖြစ်ပျက်တဲ့ error နဲ့ပတ်သက်ပြီးတခြားလေးကန့်ညီအောင်စာရေးပြီးမှထည့်သွားရပါမယ်ကျွန်တော်ဒီ page ကို request ပြုတင်မဲ့အတွက်ကြောင့်မို့ဒီ page ကိုဖြစ်ပျက်တဲ့ error နဲ့ပတ်သက်စစ်ဆေးပြီးမှ channel violation ပါညာအားလုံးဖြတ်ပြီးမှကျွန်တော်ဒီ page နဲ့ဒီစာသားနဲ့ကန့်ညီတဲ့အတွက်ကြောင့်မို့ဒီပုံစံအတိုင်းရေးပြီးမှ request ပြုတင်လိုက်ဖြစ်တယ်ပြီးလို့ရှိရင်ကျွန်တော် page quality အနည်းဖြစ်တဲ့ screenshot ထည့်ရမယ့်အတွက်ကြောင့်မို့ဒီနေ့တစ်ချက်နေမယ်ကျွန်တော်ဒီမှာဆိုရင်အစင်တင်လုပ်ပြီးထားတာရှိရပါတော့ဒီ page quality အနည်းဖြစ်တဲ့တပ်ပုံလေးကိုကျွန်တော်ထည့်လိုက်မယ်ထည့်ပြီးတော့ခဲ့ပြီးဆိုရင်ကျွန်တော်ဒီအပေါ်ဆုံးမှာ send ဆိုတာရှိတယ်အဲ့ဒီဥစ္စာနှိပ်ပြီးတော့လိုက်မယ်ဆိုတာပထမ step နေနဲ့ကျွန်တော်တို့ဘက်က request review တင်လို့ပြီးတော့ခဲ့ဖြစ်ပါတယ်အဲ့အတွက်ပြန်တစ်ချက်ပြန်မ page home မှာတစ်ချက်ပြန်သွားပြီးမှဒီဥစ္စာတစ်ချက်ပြန်နှိပ်ပြီးမှကျွန်တော်ဒီအောက်မှာဒီ page status ဆိုပြီးအပေါ်ဆုံးဥစ္စာတစ်ချက်ထောက်သွားလိုက်မယ်အောက်ဆုံးမှာတစ်ချက်တော့မှာ give feedback ကိုကျွန်တော်တစ်ချက်နှိပ်ပြီးတော့မယ်ဒီလိုလေးပေါ်လာခဲ့ပြီးဆိုရင်တော့ကျွန်တော်ဒီဥစ္စာလေးရွေးပြီးမှ continue တစ်ချက်ပြန်နှိပ်ပြီးတော့မယ်ဒီနေရာမှာဆိုရင်လည်းအခုနစာသားပြန် page လုပ်ပြီးမှထည့်သွားရပါမယ်ခင်ဗျာနော်တချို့အရာတွေကဖုန်းနဲ့လုပ်သွားလို့ရတဲ့အရာရှိရတချို့အရာတွေကတော့ desktop site နဲ့လုပ်သွားရတာခင်ဗျာနော်ဒီနေရာမှာကျတော့ကျွန်တော်ဖုန်းနဲ့လုပ်ပြလို့ရတဲ့အတွက်ကျွန်တော်ဖုန်းနဲ့လုပ်ပြပေးတယ်ဖြစ်တယ်အကယ်လို့ကျွန်တော်ဒီနေရာမှာဖုန်းနဲ့လုပ်လို့မရဘူးဆိုရင်ကျွန်တော်ဒီမှာ Chrome browser ဆိုပြီးရှိရပါတော့ဒီ Chrome browser မှာဝင်ပြီးမှ desktop site ပြောင်းပြီးမှ computer site ပြောင်းပြီးမှအဲ့ဒီပုံစံအတိုင်းလုပ်ဆောင်သွားရပါမယ်ခင်ဗျာနော်အဲ့အတွက်ကျွန်တော်ဒီဥစ္စာ continue နေပြီးသွားလိုက်ပါမယ် submit နေပြီးသွားလိုက်ပါမယ်ခင်ဗျာနော် okay ဒီ setup ပြီးတော့ခဲ့ပြီးဆိုရင်ကျွန်တော်တစ်စင်းပြန်မှာ profile ကိုပြောင်းပြီးမှတွားရပါမယ်ခင်ဗျာ profile ပြောင်းတော့ခဲ့ပြီးဆိုရင်တော့ကျွန်တော်ဒီဥစ္စာတစ်ချက်ပြန်နေမယ်ဒီဘက်က
ပြီးရင်တော့ကျွန်တော်အောင်နာလေးကိုဆွဲချပြီးမှကျွန်တော်ဒီနေ့မှာလဲ Hello Support ကျွန်တော်တစ်ချက်သွားရပါမယ်ခင်ဗျာအဲ့အတွက်ဒီဥစ္စာတစ်ချက်နေပြီးမှကျွန်တော်ဒီဘက်မှာဆိုရင် report and problem တစ်ချက်နေပြီးမှအခုနအတိုင်းပဲကျွန်တော်ဒီအောက်ကဥစ္စာတစ်ချက်ပြန်နေပြီးသွားရပါမယ်ပြီးလို့ရှိရင်ကျွန်တော် include တစ်ချက်နေပြီးသွားမယ်ဒီနေရာမှာလဲ page ကိုပဲတစ်ချက်ပြန်ရွေးပြီးသွားမယ်အတွက်ကျွန်တော် page ရွေးမယ်ဒီနေရာမှာစာသားကြတော့အခုနကတော့တင်တဲ့စာသားဒီအပေါ်စာသားဖြစ်တဲ့အခုတစ်ခေါက်မှာတော့ဒီအောက်ကစာသားရေးပြီးမှထည့်သွားရပါမယ်ကျွန်တော်တို့ဒီ page အတွက်တေချာလေးရေးပြီးမှအစင်သစ်လုပ်ထားတဲ့အတွက်ကြောင့်မို့ပေါ့နော် copy ပြီးလို့ရှိရင်တစ်ချက်ပြန်သွားမှဒီနေရာမှာ page လုပ်မယ် page လုပ်ပြီးပြီဆိုရင်ကျွန်တော်ဒီဥစ္စာလေးတစ်ချက်ပြန်နှိပ်ပြီးမှကျွန်တော်ဒီဥစ္စာလေးကိုပေးပြီးမှအပေါ် sun ဆိုတော့ဥစ္စာနှိပ်ပြီးမှတွားလိုက်ပါမယ်ခင်ဗျာ okay ဒီ setup ပြီးတော့ခဲ့ပြီဆိုရင်တော့ဒီအဲ့ဒါကျွန်တော် asset 30နှိပ်မယ်နှိပ်ပြီးတော့ခဲ့ပြီဆိုကျွန်တော်ဒီဘက်မှာ page status profile status ဆိုရှိရပါဒီဥစ္စာတစ်ချက်နှိပ်ပြီးတော့မှာဆိုဒီမှာတစ်ချက်ကြည့်မှဆိုရင် profile it at risk ဖြစ်တော့ခဲ့တယ်ဒီ profile နဲ့အခုန page မှာ post content တင်ပြီးတော့မယ်ဆိုရင်လည်း risk engagement ကြတယ်ဘာကြောင့်လဲဆိုရင် profile အနည်းဖြစ်တဲ့အတွက်ကြောင့်အဲ့တွေအဲ့ဒီ page မှာဒီတန်ရှင်းတရတဲ့ admin account ခံပြီးမှအဲ့ဒါမှာဒီ post content နေပြီးတော့မယ်ဆိုရင် risk engagement ကောင်းလာခဲ့ပါမယ်အဲ့အတွက်ကျွန်တော်ဒီဥစ္စာနဲ့အောက်ဆင်းတော့ခဲ့မှာ give feedback ကိုတစ်ချက်နေမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီနေရာမှာကျတော့ okayကျွန်တော် page မှာ post content တင်တဲ့အခါမှာဖြစ်သွားခဲ့တဲ့အတွက်ကျွန်တော်ဒီနေရာမှာအခုနဒုတိယစာသားလေးကိုတစ်ဆင့်ပြန် page လုပ်ပြီးမှကျွန်တော်ပြန် page လုပ်ပြီးမှထည့်သွားလိုက်ပါမယ် submit ပြီးတော့ခဲ့ပြီပေါ့နော် okay ဒီလောက်ဆိုရင်ကျွန်တော်ဘက်ကနေ request review တင်လို့ပြီးတော့ခဲ့ပြီအဲ့အတွက်ကျွန်တော် page ကိုတစ်ချက်ပြောင်းလာပြီးမှဒီ page မှာဆိုရင်တော့ကျွန်တော် service ကိုင်းတဲ့ဒီ page ကို10ရက်လောက်ရှိသွားခဲ့တဲ့အတွက်ကျွန်တော်ပထမဗီဒီယိုမှာလည်းအသေးစိတ်လုပ်ပြမှာ page owner လေးပြောပြပေးတယ်ပြီးလို့ရှိရင်ရှောင်းရဲဆောင်နဲ့ပတ်သက်ပြီး copy ဓာတ်ပုံတွေကို copy လုပ်ခဲ့အောင်ဘယ်လို edit ရတယ်ဆိုမှ video file လေးတွေကျွန်တော်ထည့်ပေးလိုက်တဲ့အတွက်ကျွန်တော်ဒီ page owner ကျွန်တော်ပြတဲ့အတိုင်းပဲ video file လေးတွေကြည့်မှသူကိုယ်တိုင် edit လုပ်ပြီးသွားတဲ့အခါမှာအခုဆိုရင်သူတင်တဲ့ content တွေအားလုံးအဆင်ပြေတယ်ပြီးလို့ရှိရင်စာသားကိုလည်း reuse မလာအောင် copy content တွေကို reuse မလာအောင်ဘယ်လိုမျိုးစာသား edit ဓာတ်ပုံ edit video edit အားလုံးကျွန်တော် video file လေးနဲ့ရှင်းပြပေးတဲ့အတွက်ကျွန်တော် page owner ဘက်က content တင်တဲ့အားလုံးအဆင်ပြေသွားခဲ့ပါပြီအကယ်လို့လူချင်းမင်းတို့လည်း copy ဓာတ်ပုံတွေ copy video copy စာသားတွေကို edit လုပ်ပြီးမှ page မှာတင်သွားခြင်းနဲ့ strike မလာခြင်း reuse content မလာခြင်းဆိုရင်ကျွန်တော်ရှင်မှာတင်တဲ့ joining လုပ်ဖို့နိုင်ပါတယ်အဲ့အတွက်ကျွန်တော်တင်တဲ့ဥစ္စာကျွန်တော်တစ်ချက်ပြပေးလိုက်ပါမယ်ပြောင်းမှာတစ်ချက်ကြည့်မှဆိုရင်တင်တဲ့ထက်မှာကျွန်တော်အသေးစိတ်ကျွန်တော်ဘယ်လိုပြထားပေးတဲ့ဒီမှာ copy ပုံစာတွေကို corporate look အောင် edit လုပ်ပြီး Facebook page မှာတင်ပြီးမှဝင်ငွေရှာနေအပြည့်အစုံပေါ့နော်ကျွန်တော်တို့ moderation အောင်ထားတဲ့ page မှာ copy ဓာတ်ပုံတွေ copy စာသားတွေကိုဘယ်လိုမျိုး edit လုပ်ပြီးမှတင်ပြီးမှဝင်ငွေရှာသွားရတယ်ဒီ content moderation ဝင်ငွေရအောင်ဘယ်လိုလုပ်ဆောင်သွားရဆိုရင် live group ကျွန်တော်ပြပေးထားတယ်ဒီ page ကလည်း moderation အောင်ထားတဲ့ page မှာ live group ကျွန်တော်တို့လုပ်ပြပေးတယ် video တပုတ်တည်းမဟုတ်ပါဘူးဒီ page မှာဆိုရင်အားလုံးကို copy content တင်ပြီးမှဝင်ငွေရနေတဲ့ page တစ်ခုဖြစ်တယ်နောက်တစ်ခု page မှာ live group အနေနဲ့ကျွန်တော်ပြပေးတယ်ဒါကြတော့ video တင်တဲ့ page ဖြစ်တယ် video ဆိုတာသူများဗီဒီယို YouTube ကဗီဒီယိုသူများ page ကဗီဒီယို website ကဗီဒီယိုတွေအလွယ်တကူ download ဆွဲပြီး copyright မလာအောင် reuse content မလာအောင် edit လုပ်ပြီးတင်ပြီးမှတစ်လကို$900ကျော်ရတဲ့ page တစ်ခုဖြစ်ပါတယ်အဲ့အတွက်ဒီမှာဆိုရင်စာသားမှာကိုယ်ပိုင်ဗီဒီယိုတင်စရာမလို copy ဗီဒီယိုတွေကိုပြန် edit လုပ်ပြီး Facebook page မှာတင်ပြီးမှရတဲ့ဝင်ငွေပါလတိုင်းရပါတယ်ဆိုပြီးမှကျွန်တော်ဒီ page မှာကျွန်တော်ရတဲ့ဝင်ငွေရောပြီးလို့ရှိရင်ဘယ် application နဲ့ edit လုပ်ပြီးမှ export ထုတ်ပြီးမှ content moderation policy နဲ့ကိုက်ညီအောင်ဗီဒီယိုဘယ်လိုတင်သွားရမလဲဆိုမှလည်းဒီဗီဒီယိုထဲမှာအားလုံး live group လုပ်ပြီးမှကျွန်တော်ပြပေးတယ်အခြားအကြောင်းအရာနဲ့ပတ်သက်ပြီးမှလည်းအများကြီးရှိပါတယ်ခင်ဗျာကျွန်တော်သင်တန်းထဲမှာဆိုရင်ပေါ့နော်ကျွန်တော်ဒီဖုန်းနဲ့ edit လုပ်မလား laptop နဲ့ edit လုပ်မလားအားလုံးပါတယ်ပြီးလို့ရှိရင် page quality အနီရောင်အဝါရောင်အစိမ်းရောင်အားလုံးဖြည့်ရှင်းမှုရှင်အားလုံးပါပါတယ်ခင်ဗျာသင်တန်းကြီးကြတော့ lifetime အတွက်ကို9000ကျပ်ပဲဖြစ်ပါတယ် okayဒီ page ကပြန်ဆင်းသွားခဲ့ပြီဆိုရင်ကျွန်တော်ရဲ့ page ကျွန်တော် channel မှာ live group အနေနဲ့ screenshot လုပ်ပြီးမှကျွန်တော်တင်ပေးသွားပါမယ်ဒီ page ကအခုမှပြုပြင်လိုက်တဲ့အတွက်ကျွန်တော်နည်းနည်းအချိန်တော့ကြာတယ်ရက်ပိုင်းအတွင်းတော့ကြာတယ်ရက်ပိုင်းအတွင်းနဲ့ဒီ page ကပြန်ဆင်းသွားခဲ့ပြီဆိုရင်ကျွန်တော် page ကျွန်တော် channel မှာ live group နဲ့ screenshot လုပ်ပြီးမှကျွန်တော်တင်ပေးမယ်ဒီနေ့ဒီ plan ဒီလောက်ပဲအားလုံးကျွန်တော်ကျေးဇူးတင်ပါတယ်